哎，对吧？我骗你啊！现在个树叶就啊要的，ကျွန်တော်ကရှူးကျိုးကိုခြိတာတော့မှကျွန်တော်ကဟိုဗထက်တည်းအုပ်ကူမှကျွန်တော်က ဒီမှာဟိုမှာအောက်ကဥစ္စာလေးတွေနင်းပြောက် ကျော်စိုးဦးကိုဖမ်းနိုင်မယ်ကျွန်တော်မြန်မာနိုင်ငံထဲက PDF အဖွဲ့တွေပေါ့နော်ကျွန်တော်မြန်မာငွေ300စုချမယ်အားလုံးနဲ့မိကြပါပါရှင်ဒီဗီဒီယိုလေးကဟာဒီနေ့အတွက်အရင်ကိုရှေ့ဝေစားဖို့ကောင်းပြီးရင်းနှီးလို့အတွက်ဘဟုတ္တရတစ်ခုခုရရှိမယ်လို့ယုံကြည်တဲ့အတွက်မြန်မာတက်ချက်ပေးလိုက်တာပါဒီဗီဒီယိုထဲမှာမြန်မာတို့ပါရီတည်ရမယ်ဒီလိုအကြောင်းအရာတွေပါနေမြန်မာတို့ပါရီရှောင်းရတွေတည်ရမယ်ဆိုတော့အခုပဲတူကြည့်လိုက်ကြရအောင်နော် အဲ့ဒီဗဒအုပ်တွေကဘယ်လိုဖြစ်သွား 哎，对吧？我骗你啊！现在个树叶就啊要的，ကျွန်တော်ကရှူးကျိုးကိုခြိတာတော့မှကျွန်တော်ကဟိုဗထက်တည်းအုပ်ကူမှကျွန်တော်က ဒီမှာဟိုမှာအောက်ကဥစ္စာလေးတွေနင်းပြောက် ဒါခြိတာကျွန်တော်ဒီဘက်ကကျွန်တော်ကအမှတ်တရအနေနဲ့ဒါကျွန်တော်တရုတ်ပြဝဲလာတာအမှတ်တရအနေနဲ့ကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာလဲကျွန်တော်ပလောင်တွေရဲ့အနေအောင်ဒီကောင်နဲ့သွားနေတာဒီကိုလာတော့လဲကျွန်တော်ဒီဖက်နဲ့ပဲရှိလားအမှတ်တရကျွန်တော်ထပ်တက်အောင်မှာမိုးကုတ်လဲကျွန်တော်ဒီဖက်နဲ့ပဲသွားအောင်မှာကျွန်တော်မှအခြားဖက်နဲ့နေရှိတယ်မရှိဘူးဒီဖက်နဲ့ပဲရှိမှာဘာလို့မှကျိုးတွေတင်းလို့ဒီမှာကျိုးလာတင်းတာဟောဒီမှာ လက်နဲ့မကင်နေလေဗျခင်ဗျာ ဟိုဇစ်ဖြုတ်လိုက်ကောင်းလားဗျာပါလေဒီမှာရဲဘော်တဲ့စရဲဘော်တဲ့ဇင်မရောက်စာကလေးတဲ့မိုးချိုးစစ်ကြောင်းတဲ့ဒီမှာ MD1 PDF တဲ့ဟာဒီမှာတော့ဒါတွေကကျွန်တော်တို့က ထားလို့မရ ပြည်သူနဲ့မတင့်တဲ့နေရာအမြင်မတင့်တဲ့နေရာလမ်းမကြီးရဲ့ဘေးဒါတွေကိုကျွန်တော်တို့ကအောက်ကဘဘုံနဲ့ကုတ်ပြီးဖြိုးရမှာဗျာထားလို့မရအောင်တော့ဒါတွေကကျွန်တော်တမိုင်းဇိုးတွေကိုကျွန်တော်နောက်လူတွေလက်ဆင့်ကမ်းလို့မရဘူးဒီမှာငါဖက်နဲ့လာရှိတာထလာလိမ့်မယ်အဲ့ပုံစံလေးအကုန်ဖြိုးမှာတော့ထားလို့မရဘူးဒါလေး ကျော်စိုးဦးကိုဖမ်းနိုင်မယ်ကျွန်တော်မြန်မာနိုင်ငံထဲက PDF အဖွဲ့တွေပေါ့နော်ကျွန်တော်မြန်မာငွေ300စုချမယ်ဗျဒီကောင်ရဲ့လောက်ရက်ကတော့ပေါ့နော်တအားကြီးကိုမှများသွားပြီးတေဝါနေတဲ့အုပ်ကူရဲ့အပေါ်မှာဖနှက်တက်စီးတာတွေကပေါ့နော်အကြိုက်ချင်းမတွေ့ရင်ရတယ်နော်ငါတို့ PDF တွေကိုမေးရင်တတ်မလားတတ်လို့ရတယ်ဒါပေမဲ့တေဝါတဲ့အုပ်ကူပေါ်မှာဖနှက်တက်စီးရဆိုတဲ့ကများသွားပြီပေါ့နော်အဲအကြောင်းမို့ကျွန်တော်ကိုညီလေးတယောက်ကဆက်သက်လာခဲ့တဲ့ကိုလေးစားကျွန်တော်320လူမဲ့တယောက်ဆို9000လူမဲ့2000လူမဲ့လို့ရှိတာပေါ့နော်အဲအကြောင်းမို့ကျော်စိုးဦးကိုဖမ်းနိုင်တဲ့သူတွေကျွန်တော်တို့ပြည်သူတွေစုချမယ်ကျွန်တော်ပါဝင်ပေါ့နော်ကျွန်တော်တို့300စုချမယ်ဗျာနော်အဲအကြောင်းမို့ပါဝင်နေတဲ့သူတွေပေါ့နော်ကျော်စိုးဦးကိုဖမ်းဆီးချင်တဲ့သူတွေပါဝင်ကူညီလို့ရတယ်ဗျာနော်ကျွန်တော်တို့ဒီကောင်ကိုဆုံးမရအောင်ဗျာနော်